မြေမြုပ်မိုင်းတစ်မျိုးမျိုးဒါမှမဟုတ်စစ်ကြံလက်နက်ပစ္စည်းတစ်ခုခုပောက်ကွဲပြီးထိခိုက်ဒဏ်ရာရသူကိုမှန်ကန်တဲ့ရှေးဥသူနာပြုစုနည်းနဲ့ပြုစုပေးရပါမယ်။အရင်ဆုံးတော့ထိခိုက်မိသူဟာအသက်ရှူမရှူစစ်ဆေးရပါမယ်။ဒါအပြင်လူနာအသက်ကောင်းကောင်းရှူနိုင်ဖို့လေပြွန်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်စေဖို့လည်းလုပ်ပေးရပါမယ်။ခြေထောက်နဲ့လက်မှာဒဏ်ရာရတယ်ဆိုရင်ဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးကြောပေးပြီးပတ်တီးဒါမှမဟုတ်လွယ်ကူကူရနိုင်တဲ့အဝတ်စာတွေနဲ့ဒဏ်ရာပေါက်ကိုဖိသိပ်စီးနှောင်ရပါမယ်။လိုအပ်ရင်သွေးထွက်တာကိုထိန်းဖို့ဂျိုင်းနဲ့ပေါင်ချံမှာရှိတဲ့သွေးလွတ်ကြောမကြီးကိုဖိထားရပါမယ်။လူနာကိုပက်လက်လှန်ထားပြီးဒဏ်ရာရထားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့လက်ဒါမှမဟုတ်ခြေထောက်ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားဖို့လည်းလိုပါတယ်။ဦးခေါင်းထိခိုက်ဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ။အခြေအနေပေးတာနဲ့လူနာကိုအနည်းဆုံးဆေးကုသရာနေရာစီအမြန်ဆုံးပို့ဆောင်ရပါမယ်။တကယ်လို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိုင်းလုပ်ငန်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရှိရင်ဆက်သွယ်အကူအညီရယူပါ။